တန်ဂျီရိုဟာမိစ္ဆာနေနေအဝဲယူနီဖောင်းကိုဝတ်ဆင်ပြီးအမေအတိုင်းပထမဆုံးတောင်းဝင်ကြတာမျိုးစီကိုခီးစတင်ခဲ့ပါတယ်။တန်ဂျီရိုဟာနေရာကြီးတန်းကိုမခံနိုင်တဲ့ညီမလေးနေစုကိုအမှောင်ထဲမှာသောတနေနိုင်စေဖို့အတွက်ဆရာကြီးဥရုကိုစားခေလုပ်ပေးထားတဲ့တတအစ်လေးတဲ့ကိုထည့်ပြီးကြောပို့ထားခဲ့ပါတယ်။မြို့ရောက်တဲ့အခါမှာတော့တန်ဂျီရိုဟာညတိုင်းမှာလူငယ်မိန်းကလေးတွေအကြောင်းရင်းမရှိပျောက်ဆုံးနေတဲ့တဲ့တင်ကိုကြားသိခဲ့ရပါတယ်။အဲ့ဒီပြည်သူ့ရဲ့ချစ်သူမိန်းကလေးပျောက်ဆုံးသွားလို့စိတ်ထိခိုက်ဝမ်းနည်းနေတဲ့ခါဇူမီဆိုတဲ့လူငယ်လေးတစ်ယောက်နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။တန်ဂျီရိုဟာသူ့ရဲ့ထက်မြက်တဲ့အနက်ခံအာရုံကိုအသုံးချပြီးပျောက်ဆုံးသွားတဲ့မိန်းကလေးတွေရဲ့အနံ့ကိုမျိုးအနှံ့လိုက်လံရှာဖွေခဲ့ပါတယ်။ညနေပိုင်းရောက်တဲ့အခါမှာတော့အနံ့ကရုတ်တရက်ပြင်းထန်လာပြီးနောက်ထပ်မိန်းကလေးတစ်ယောက်ကိုမိဆာကဖမ်းဆီးသွားတာကိုတန်ဂျီရိုကသိလိုက်ရပါတယ်။အဲ့ဒီမိဆာဟာမြေပြင်နမမွန်နေရနေတွဲမှာကိုပိုင်အမောင်ကဘာတစ်ခုကိုတိစောက်ပြီးပုံအောင်နေနိုင်တဲ့မိဆာတစ်မျိုးဖြစ်ပါတယ်။ပိုပြီးကြောက်စရာကောင်းတာကအဲ့ဒီမိဆာဟာတစ်ခေါက်လည်းမဟုတ်ပဲခန္ဓာကိုယ်၃ခုအဖြစ်ခွဲတတ်နိုင်ပြီးတန်ဂျီရိုကိုရုတ်တရက်ဘက်ပေါင်းစုံကနေတိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့တန်ဂျီရိုဟာမိန်းကလေးတွေကိုကာကွယ်ရေးမိဆာ၃ကောင်ရဲ့တိုက်ခိုက်မှုကိုဒေါသတကြီးနဲ့ခုခံခဲ့ရပါတယ်။အဲ့ဒီလိုအသေးစိတ်ဖြစ်နေတဲ့အချိန်မှာပဲကျော်ဝတ်တက်တာတွေကနေပြီးတော့ညီမလေးနေစုကအလိုအလျောက်ထပ်လာခဲ့ပြီးအကိုဖြစ်သူတန်ဂျီရိုကိုကူညီဖို့အတွက်မိဆာတစ်ကောင်ကိုအားပြည့်နဲ့ခြေကက်ချက်နဲ့ပြင်းပြင်းထန်ထန်ဝင်ရောက်တိုက်ခိုက်လိုက်ပါတော့တယ်။အပိုင်း6လေးကတော့ဒီမှာလေးပဲပြီးဆုံးသွားပြီးအပိုင်း9လေးကိုလည်းဆက်လက်ဆောင်ရွက်ကြည့်ပြကြပါဦးနော်။